ခင်ရင်အနုပညာလောကရဲ့စီးမြန်းတွေကိုစိတ်ကြိုက်ရိုက်ချိုးပြီးကဘာကြီးကိုတမျိုးတစ်ဖုံကြည့်တတ်အောင်တင် जा ပေးခဲ့တဲ့ပက်ပလိုပီကာဆိုအကြောင်းကိုတိတလောက်လေးပြောပြမယ်နော်သူကတော့အနုပညာဆိုတာအမှန်တရားကိုသိမြင်စေတဲ့လိမ်ညာမှုတစ်ခုပဲလို့ယုံကြည်ခဲ့သူပါဘဝအစလက်ပါရမီရှင်ကလေးငယ်ပီကာဆိုကို1880ခုနှစ်မှာစပိန်နိုင်ငံမာလာဂါမြို့မှာမွေးဖွားခဲ့ပါတယ်သူဖခင်ကိုယ်တိုင်ကပကြီးဆရာတယောက်ဖြစ်တာမို့ပီကာဆိုဟာစကားမပြောတတ်ခင်ကတည်းကပုံဆွဲတက်နေခဲ့တာပါသူ့ရဲ့ပထမဆုံးစကားလုံးဟာစပိန်ဘာသာစကားနဲ့ခဲတံလိုအဓိပ္ပာယ်ရတဲ့ပစ်ဆိုတဲ့စကားလုံးဖြစ်တယ်လို့ဆိုကြပါတယ်ငယ်စဉ်ကတည်းကဂန်ဒဝင်ပကြီးဆရာကြီးတွေနီးပါလက်ရပြောင်မြောက်လွန်းလို့သူဖခင်ကတော့သူ့ရဲ့စုတ်တန်တွေကိုပီကာဆိုကိုအနှမ်းပြီးပကြီးဆွဲတာကိုရနာခဲ့ရတဲ့အထိပါရမီထွန်းခဲ့သူပါအယောင်တွေနဲ့ဖော်ပြတဲ့ခန်းစားချက်များ The Periods ပီကာဆိုရဲ့ဘဝမှာသူ့ရဲ့စိတ်ခံစားချက်ပေါ်မူတည်ပြီးပကြီးစတိုင်တွေတိတိတသာပြောင်းလဲခဲ့တာကအယံစိတ်ဝင်စားဖို့ကောင်းပါတယ်ပြာလွင်ဘောကာလ Blue Period သူ့ရဲ့အရင်နီးဆုံးတငယ်ချင်းတယောက်တေဆုံးသွားပြီးနောက်ပိုင်းပီကာဆိုဟာဝမ်းနဲ့ကြေကွဲမှုတွေနဲ့နှမိုးနေခဲ့ပါတယ်အဲ့ဒီအချိန်မှာဆွဲသမျှပကြီးကားတွေဟာအပြာရောင်လွှမ်းနေပြီးအထီးကျန်သူတွေသူတောင်းစာတွေနဲ့ဝမ်းနဲ့စရာပုံရိပ်တွေကိုပဲပုံဖော်ခဲ့ပါတယ်ပန်းရောင်ကာလ Rose Period နောက်ပိုင်းမှာသူအချစ်နဲ့တွေ့တဲ့အခါခံစားချက်တွေပြောင်းလဲလာပါတယ်ပကြီးကားတွေထဲမှာပန်းရောင်လိမ်မော်ရောင်စတဲ့နှွေးထွေးတဲ့အယောင်တွေဝင်လာပြီးစာကပ်အဖွဲသားတွေလူရွှင်တော်တွေကိုပျော်ရွှင်စရာကောင်းအောင်ရေးဆွဲခဲ့ပါတယ်ကျူးပိတ်ရှင်မြင်ကွင်းတစ်ကိုဖွင့်လှစ်ခြင်းဒါကတော့ပီကာဆိုကိုကဘာကျော်စေခဲ့တဲ့အကြီးမားဆုံးအမှုပညာတော်လှန်ရေးပါပဲအရာဝတ္ထုတွေကိုအပြင်မှာမြင်ရတဲ့အတိုင်းမဆွဲတော့ပဲ geometry ပုံသဏ္ဍာန်တွေတရိကန်စတူးညံအထိအပိုင်းပိုင်းခွဲပြီးပြန်ပေါင်းဆက်တဲ့နီးလံပါလူတယောက်ရဲ့မျက်နှာကိုရှေ့တက်တက်တော့ဘေးတိုက်ကတော့တပြိုင်နဲ့ထဲမြင်ရအောင်ဆွဲပြခဲ့တာဟာအဲ့ဒီခေတ်ကအမှုပညာလောကကိုငရဲလုသွားစေခဲ့ပါတယ်ဂါနီကာစစ်ကိုစန့်ကျင်သောနှလုံးသား1938ခုနှစ်မှာစပိန်ပြည်တွင်းစစ်အသွယ်ဂါနီကာမြို့လေဘုံကျဲခံရတဲ့ဖြစ်ရပ်ကိုအခြေခံပြီးသူဆွဲခဲ့တဲ့ဒီပကြီးကားဟာကမ္ဘာအကျော်ကြားဆုံးစစ်ဆန့်ကျင်ရေးပကြီးကားဖြစ်လာပါတယ်။နာကျင်မှုအော်ဟစ်ထန်တဲ့မငြိမ်သက်မှုတွေကိုပုံပြပန်းမဲပုံရိပ်တွေနဲ့ဖော်ပြထားတာဟာကြည့်ရသူရဲ့ရင်ကိုနှင့်သွားစေပါတယ်။ပီကာဆို၏အမှုပညာ theory နဲ့အမွေအနှစ်ပီကာဆိုဟာသူ့ဘဝသက်တမ်းတစ်လျှောက်မှာပကြီးကားပြောင်းထောင်ချီတင်မကပဲပန်းဘူကျွေတန်နဲ့ပုံနှိပ်လုပ်ငန်းတွေအထိနယ်ပယ်စုံမှာလက်ရပြောင်း15000ကျော်ဖန်တီးခဲ့ပါတယ်။သူကငါကလေးတယောက်လိုဆွဲတက်ဖို့ငါဘဝတစ်ခုလုံးအချိန်ပေးခဲ့ရတယ်လို့ပြောခဲ့ပူပါတယ်။အသက်ကြီးလာလေသူ့ရဲ့လက်ရတွေကပိုပြီးရိုးရှိလာလေကလေးတယောက်ရဲ့လွတ်လပ်တဲ့စိတ်အကူးစိမ့်တန်းတွေနဲ့ပိုတူလာလေပါတယ်။1983ခုနှစ်အသက်90နှစ်မှာကွယ်လွန်သွားခဲ့ပေမဲ့သူ့ရဲ့စီးမြင့်တွေကိုချူးရဲတဲ့တတိကတော့ယနေ့အမှုပညာရှင်တွေအတွက်မီးရှူးတန်ဆောင်ထိနေစေပါခင်ရေပီကာဆိုရဲ့ဘဝကနေသင်ယူစရာရှိတာကကျွန်ုပ်တို့ဟာဘဝရဲ့အမှန်တရားကိုမြင်နိုင်ဖို့တခါတလေမှာပုံသေးကားကြအမြင်တွေကိုဖျက်ဆီးပြီးဖို့လိုအပ်တယ်ဆိုတာပါခင်ရေပီကာဆိုဆိုတဲ့လူသားဟာပကြီးဆရာတယောက်ယုံတင်မကပဲစစ်ကြဝရိယရဲ့စီးချက်တွေကိုသူ့စုတ်တန်ဖြတ်မှာကစားခဲ့တဲ့မီးတောင်လိုစွမ်းအင်မျိုးပိုင်ဆိုင်ထားသူပါသူ့အကြောင်းကရုပ်ရှင်တပုတ်လိုအရန်ကိုစိတ်ဝင်စားဖို့လို့ကိုပိုပြီးအသေးစိတ်ချဲမုန်းပြမယ်နော်ဆေးလိမ်ငွေ့နဲ့စော့တင်ခဲ့တဲ့ဇက်လန်ပီကာဆိုရဲ့ဘဝဟာမွေးကလေးကဒရာမာဆန်တာပါသူမွေးစဉ်မှာအသက်ရှူတန်မထွက်လာလို့အသေးမွေးတယ်လို့တောင်ထင်ခဲ့ကြတာပါဒါပေမဲ့သူ့ဦးလေးဆရာဝန်ကသူ့မျက်နှာကိုဆေးလိမ်ငွေ့နဲ့မှုတ်လိုက်တဲ့အခါမှာပီကာဆိုဟာဒေါသတကြီးနဲ့အော်ဟစ်ပြီးအသက်ရှင်လာခဲ့တာပါအဲ့ဒီဆေးလိမ်ငွေ့ကနေရလာတဲ့အသက်ရှူတန်ဟာနောက်ပိုင်းမှာကမ္ဘာအမှုပညာလောကကိုမီးဟုံဟုံတောက်စေမဲ့အစပြိုးခြင်းဖြစ်လာခဲ့တာပါပါရမီရှင်ကလေးငယ်ရဲ့ဝန်တုပွန်ကြီးပီကာဆိုက52နှစ်သားနုကရာဖီယယ်လိုဆွဲတန်နေပြီးဒါပေမဲ့ကလေးတယောက်လိုပြင်ဆွဲတတ်ဖို့ကတော့ငါဘဝတစ်ခုလုံးအချိန်ပေးခဲ့ရတယ်လို့ပြောဘူးပါတယ်
73နှစ်သားတုန်းကသူ့လက်လျာတွေကသူ့အဖေထက်သားလွန်သွားလို့အဖေထစ်တာကသူ့ရဲ့စော့ကန်တွေကိုရိုက်ချိုးပြီးပီကာဆိုကိုအနှိုင်းခဲ့ရတာဟာတကယ်ကိုအံ့ဩစရာပါဒါပေမဲ့အဲ့ဒီလိုပါရမီရှင်ဖြစ်နေတာဟာသူ့အတွေ့တစ်ခါတလေမှအကျဉ်းထောင်တစ်ခုလိုပါပဲသူဟာအမြဲတမ်းအသစ်ငောင်းတွေကိုပဲစားလောင်းနေတာပါအပြာရောင်ဝမ်းနဲမှုနဲ့ချစ်ချင်းရဲ့အယောင်တွေသူ့ရဲ့အရေးနှီးဆုံးတငယ်ချင်းကာဆာကီမတ်ဟာအချစ်ရေးကြောင့်ကိုအဆုံးစီရင်သွားပြီးနောက်ပိုင်းပီကာဆိုဟာဝမ်းနဲကြေကွဲမှုတွေနဲ့နစ်မောနေခဲ့ပါတယ်အဲ့ဒီအချိန်မှာဆွဲသမျှပကြီးကောက်ဒီဟာအပြာရောင်လွှမ်းနေပြီးလူလောကရဲ့အမောင့်ဘတ်ချိုင်းကိုဖော်ပြခဲ့ပါတယ်ဒါဟာခင်ကိုပြောပြခဲ့တဲ့ trauma တွေကိုအနုပညာနဲ့ကုသတဲ့ transmute လုပ်တဲ့ရက်မျိုးပါဒါပေမဲ့ဖာနန်ဒီဆိုတဲ့အမျိုးသမီးနဲ့ချစ်ကြွလာတဲ့အခါသူ့ကဘာကြီးဟာပိုင်းရောင်လိမ်မော်ရောင်တွေနဲ့ပြန်လဲနိုးထလာခဲ့ပြန်ပါတယ်ပီကာဆိုအတွက်အမျိုးသမီးတွေဟာသူ့အနုပညာရဲ့လောင်စာတွေပါပဲချစ်သူအတိတ်တယောက်ရတဲ့တိုင်မှာသူ့ပကြီးစတိုင်ကတမျိုးပြောင်းသွားတတ်တာဟာသူ့ဘဝရဲ့ထူးခြားချက်တစ်ခုပေါ့အလှပြားကိုဖြစ်စည်းပြီးအမှန်တရားကိုရှာဖွေခြင်းပီကာဆိုဟာ Les Demoiselles of Avignon ဆိုတဲ့ပကြီးကားကိုဆွဲတဲ့အခါအနုပညာလောကသားတွေကသူ့ကိုယူသွားပြီလို့ထင်နေကြပါတယ်။ဘာလို့လဲဆိုတော့သူဟာလှပတဲ့အမျိုးသမီးပုံတွေကိုအာဖရိကမျက်နှာစုံတွေလိုပုံပြက်ပန်းမြဲဆွဲပြခဲ့လို့ပါ။ဒါပေမဲ့အဲ့ဒီဖြစ်စည်းခြင်းနဲ့မှတင်ကျူးပစ်စင်ဆိုတဲ့တော်လန်ကြီးစတင်ခဲ့တာပါ။သူကအရာဝတ္ထုတစ်ခုကိုတစ်ဖက်ထဲကမကြည့်တော့ပဲရှေ့နောက်ဘေးအပေါ်အစုံကနေတကြိုင်နဲ့ထဲကြည့်ပြပြီးဆွဲပြခဲ့တာဟာအမှန်တရားဆိုတာကြည့်တဲ့သူရဲ့အမြင်ပေါ်မှာပဲမူတည်တယ်ဆိုတဲ့ကွမ်တန်သဘောတရားနဲ့တောင်ဆင်တူနေတာပါဂါနီကာကဘာရဲ့အော်ဟစ်တန်စပိန်ကမြို့လီဘုံကျဲခံရတဲ့အခါပီကာဆိုဟာဒေါသတွေနဲ့အတူဂါနီကာကိုဖန်တီးခဲ့ပါတယ်အနက်ရောင်အဖြူရောင်မီးခိုးရောင်ကုန်းရောင်တဲနဲ့ငရေခန်းကိုပုံဖော်ထားတာပါနာဇီအရာရှိတယောက်ကဒီပကြီးကားကိုကြည့်ပြီးဒါမင်းလုတ်ထားတာလားလို့မေးတဲ့အခါပီကာဆိုကအေးအေးဆေးဆေးပဲမဟုတ်ဘူးဒါခင်ဗျားတို့လုတ်ထားတာလေလို့ပြန်ဖြေခဲ့တဲ့စကားကအခုထိလူပြောများနေစေပါသူဟာအနုပညာကိုလက်နက်တစ်ခုလိုသုံးပြီးမတရားမှုကိုတိုက်ခိုက်ခဲ့သူဖြစ်ပါတယ်ခင်အေးပီကာဆိုဟာအသက်62နှစ်မှာရှင်တန်ခဲ့ပြီးနောက်ဆုံးအချိန်ထိစုတ်တန်ကိုမချခဲ့ပါဘူးသူတေဆုံးခါနီးမှာတငယ်ချင်းတွေကိုကျွေးမွေးရက်တန်ခြင်းငါအတွက်တောက်ပေးကြပါအောင်လို့နောက်ဆုံးစကားပြောသွားခဲ့တာကလည်းသူ့ရဲ့ဘဝကိုပေါ့ပေါ့ပါပါနဲ့အနုပညာဆန်ဆန်ထက်သန်းသွားကြောင်းကိုပြနေတာပါပီကာဆိုကနေကျွန်ုပ်တို့သင်ယူရမှာကတော့ပြောင်းလဲဖို့မကြောက်ပါနဲ့ဆိုတာပါအတိတ်မှာဘလောက်ပဲအောင်မြင်ခဲ့ပါစေဒါမှမဟုတ်ဘလောက်ပဲနာကျင်ခဲ့ပါစေအဲ့ဒီအရာတွေကိုအတိတ်တစ်ခုအဖြစ်ပြောင်းလဲပြနိုင်တဲ့စွမ်းအားဟာခင်းလက်ထဲမှာရှိနေတယ်ဆိုတာကိုပီကာဆိုကသက်သေပြသွားခဲ့တာပါခင်ဗျ